ငလင်စတင်ဖြစ်လာတဲ့အချိန်မှာကျမတို့ရဲ့ကျမရဲ့ဝန်ထမ်းမိသားစုတွေကအကုန်လုံးဗာလဲအောက်ခြေဗာလဲအိမ်မှာရှိတဲ့မိကိုတွေပဲကြံနေခဲ့တယ်တယောက်စီကြံနေခဲ့တယ်ဝန်ထမ်းတွေအကုန်လုံးကဒီဗာလဲရုံသွားတက်ကြတယ်အဲ့ဒီဖြစ်တဲ့အချိန်မှာအမဒီအိမ်ထဲမှာမရှိလို့အသက်ရှင်ဝင်ရခဲ့တာဘယ်လိုရေသုံးဆွဲရတာဘယ်လိုလဲဆိုတော့အဲ့ရေမချိုးရဘူး2ရက်3ရက်ရေမချိုးရဘူးနောက်ကျမှကိုပုံလေးတွေမှာအလှခံလိုက်တဲ့အခါကျတော့အလှခံတော့ကျမမှာပုံလေးတွေရတဲ့အခါကျတော့အဲ့မှာရေကားလေးတွေလာတော့3ရေကိုလာပြီးတော့ထည့်ပြီးတော့ပုံနေနဲ့ဆွဲပြီးတော့ထည့်ကြတယ်ဒီထဲမှာလည်းမနေနိုင်ဘူးနေခင်းပဲဆိုလို့ရှိရင်တအားပူတော့ဟိုတစ်ပင်ရိတ်အောက်မှာအကုန်လုံးလူတွေအကုန်လုံးပေါ့နော်အကုန်လုံးဖြာလေးတွေခင်းပြီးတော့အကုန်လုံးနေကြရတယ်နေခင်းပဲဆိုညဘက်ပဲဒီထဲမှာအိတ်လို့ရတယ်ဆိုတော့ဒီကနေရှောင်းဟိုကနေပြောင်းဆိုတော့ကျမတို့ဒီရွေးပြီးကုမ္ပဏီကစောက်ပေးတဲ့ဒီမှာနေခွင့်ရမယ်ဆိုရင်ဒီထဲမှာကျမတို့ထားနေခွင့်ပေါ့နော်ရမယ်ဆိုရင်နေချင်ပါတယ်လို့ကျမအဲ့ဒါလေးတော့တောင်းဆိုချင်ပါတယ်ရှင်